ဒီနေ့ကတော့ unboxing လေးလုပ်ပါမယ်ဒါကတော့ယွန်းလက်ဆောင်ပို့ပေးထားတာပေါ့နော်အိမ်မှာတိလေးတွေလည်းရှိတော့အနံဆိုးတွေကိုဖယ်ရှားပေးရဆိုလို့လေယွန်းကိုလက်ဆောင်ပေးတာယွန်းကျေးဇူးအများကြီးတင်ပါတယ်နော်စိတ်ကတော့အဲမန်းမှာညဘက်အိတ်ခန့်ကြီးဆိုတော့သမင်ကလည်းမညီမညာနဲ့ပေါ့နော်သမင်ကလည်းညှက်လိုက်တာတော်တော်ရုပ်ဆိုးသွားရုံးရခန်းထဲမှာချိန်မယ်ပြီးရင်မေရိုးခန်းထဲအတွက်တစ်ခုပေးမယ်ပြီးနောက်ဖွေးမျိုးကြောင့်မှလည်းချိန်မယ်ရေခဲတက်တိုင်ထဲမှာလည်းထည့်ထားလို့ရတယ်အနံဆိုးများကိုဖယ်ရှားပေးသည်6လတစ်ခါနေပြသည်6လအသုံးပြုနိုင်ပါသည်တလတစ်ခါနေကြပြီ6လတစ်ခါနေကြပြီ6လအသုံးပြုနိုင်ပါသည်ရေခဲတက်တာအသုံးပြုဖို့ရေခဲတက်တာလည်းထည့်လို့ရတယ်တန်းစင်မီးဖို့ချောင်းနဲ့ကားတွင်အခန်းအဝတ်ပြီးတို့ဒီချိုးခန်းစာအုပ်စင်မိခင်တက်တာပြည့်စစ်ပစ္စည်းတို့တွေနဲ့ဆိုများဖယ်ရှားခြင်းရင်ငွေစုပ်ခြင်းမှုနဲ့ဗတရီယာများဖယ်ရှားခြင်းတို့သုံးပြနိုင်ပါတယ်တဲ့ဝအုံးခုံမှာထုတ်လုပ်ပါတယ်ကျမရဲ့စပင်ကိုကျမပြန်ကြည့်ရတော်တော်စိတ်ဆင်းရဲသွားတယ်စပင်ကလည်းလေအဲ့လိုမျိုးရှေ့ပြီးစွာနဲ့ညှက်ချင်တာအဲ့လို2လလောက်နေတစ်ခါလောက်ညှက်ချင်တာပေါ့နော်စပင်ကလည်းအဲ့လိုညှက်နေကြသူနဲ့ပဲညှက်တာဒီတစ်ခေါက်တော့ဘာဖြစ်သွားလဲမသိဘူးတော်တော်ဘဝပြတ်သွားကျမဘဝကတော့မတ်စပယ်ဖြစ်သွားအသားကမဲသွားကြစပင်ကြီးကလည်းတိုင်ပတ်ဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲ